တရက်2လ2026အတွက်နောက်ဆုံးရဘောလုံးအားကစားသတင်းများအားလုံးပဲမင်္ဂလာပါရှင်ကိုဆိုစပေါ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်သတင်းအကြောင်းအရာလေးကတော့မာဆေးတိုင်းစင်စားသမားမေဆင်ဂရင်းဟူဟာပဲရင်းနဲ့တူတူတည်ကြတဲ့ပွဲမှာတကိုးသွင်းတကိုးဖန်တီးပေးထားခဲ့ပါတယ်သူကဒီယာဒီမှာ22ကိုးသွင်းပြီး9ကိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ် LND ဟာတိုင်းစင်မူပင်စီမှာဟာအသိနဲ့စာချုပ်တဲ့အဆိုပြုချက်မှာပုံရိပ်အသုံးပြုခွင့်ပဲပါဝင်တာကြောင့်အဆင်မပြေဖြစ်နေပါတယ်ဒါကြောင့်ဒီယာဒီမှာအသင်းတစ်သင်းကိုပြောင်းရွှေ့ဖို့စီစဉ်နိုင်ပါတယ် Nottingham Forest အသင်းဟာ Manchester City အသင်းက Stephen Ortega ကိုခေါ်ယူရန်သဘောတူညီမှုကိုရရှိခဲ့ပါတယ်ဂျာမန်ကိုသမား Ortega ဟာယခုရာသီမှာပွဲကစားချိန်လျော်နေခဲ့တာကြောင့်Forest အသင်းနဲ့ရေတိုစာချုပ်ကိုပဲချုပ်ဆိုတော့မှာဖြစ်ပါတယ်။ဂျိုဟာဖီလက်ဟာမနေ့ကအဲနာဆာအတွက်ကိုးဖန်တီးမှု2ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ဆော်ဒီကိုရောက်လာပြီးကတည်းကသူ့ရဲ့စွမ်းဆောင်ရည်ကအမခန်းပါပဲ။28ပွဲကစားပြီး19ကိုသွင်းယူထားကကိုးဖန်တီးမှု9ကြိမ်ရရှိခဲ့ပါတယ်။လဘာဘူးတိုက်စစ်မှုအီကီတီကေဟာနယူကာဆယ်ကို4-1နဲ့နိုင်တဲ့ပွဲမှာ2ကိုသွင်းယူပေးထားနိုင်ခဲ့ပါတယ်။သူဟာလဘာဘူးကိုရောက်ရှိလာပြီးကတည်းက33ပွဲကစားရမှာ15ကိုသွင်းယူပြီး4ကိုဖန်တီးပေးထားခဲ့ပါတယ်။အာစီဆာထွာဘော့အသင်းဟာချက်စီကွင်းလေလိုအာရွန်အဆယ်မီနိုကိုအငှားနဲ့ခေါ်ယူဖို့သဘောတူညီမှုကိုရရှိခဲ့ပါတယ်။အက်တလက်တီကိုမက်ဒရစ်အသင်းဟာအာရီမိုလာလူမန်ကိုခေါ်ယူဖို့သဘောတူညီမှုကိုရရှိသွားပြီဖြစ်ပါတယ်။ဒီနေ့ညမှာဖီနာဘာချီအသင်းကတစ်နှစ်ကိုယူရို17သန်းအထိတိုးမြင့်ထားတဲ့လစာမြင့်ကမ်းလမ်းချက်ကိုတင်သွင်းခဲ့ပေမဲ့လည်းအက်တလက်တီကိုအဆိုပြုချက်ကိုဦးစားပေးဖို့ကစားသမားကစံစားရှိကြောင်းအသင်းတွေကိုတည်ပေးခဲ့ပါတယ်။အက်တလက်တီကိုနဲ့အက်တလန်နာအသင်းတို့ကြားယူရို35သန်းတန်ပြောင်းရွှေ့ခြင်းနဲ့ယူရို5သန်းတန်အပိုစုခြင်းငွေတွေကိုနှုတ်အားဖြင့်သဘောတူညီမှုတွေရရှိခဲ့ပါတယ်။လဘာဘူးကနယူကာဆယ်ကို4-1နဲ့နိုင်တဲ့ပွဲမှာလဘာဘူးကွင်းလေကစားသမား Florian Wirtz ကတကိုးသွင်းတကိုးဖန်တီးပေးထားခဲ့ပါတယ်။သူကဒီယာဒီမှာဂိုးနဲ့ဂိုးဖန်တီးမှု14ဂိုးရရှိထားပြီးဖြစ်ပါတယ်။ဘာစီလိုနာက AG ကို3-1နဲ့နိုင်တဲ့ပွဲမှာလမိုင်းယာမဲကတကိုးသွင်းယူပြီးပွဲစဉ်အလိုက်ကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။လဘာဘူးနောက်ခံလိုအီဘာဟီမာကိုနာဒေးဟာသူ့အဖေကိုဆုံးရှုံးခဲ့ရပေမဲ့လဘာဘူးအသင်းအတွက်တကိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ဒါကဘဝရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးလက်ခံဖို့အရန်ခက်ခဲပါတယ်။မန်နေဂျာကအချိန်ယူဖို့ပြောခဲ့ပေမဲ့ကျွန်တော်တို့အတွက်အရေးကြီးတဲ့အချိန်တွေမှာအသင်းကိုကူညီခြင်းလို့ဒီကိုရောက်လာတာကျွန်တော်တို့အတွက်အရန်ကောင်းတဲ့အခွင့်အရေးတစ်ခုပါလို့ထင်ပါတယ်လို့ဆိုလိုက်ပါတယ်။ Night ကွင်းလေလူချန်မီပိုကာဟာယူရို9သန်းနဲ့ဝယ်ယူခွင့်သဘောတူညီချက်နဲ့ဂျူပင်တက်ကိုအငှားစာချုပ်ချုပ်ဆိုပြီးပြောင်းရွှေ့လာခဲ့ပြီးဖြစ်ပါတယ်။ပိုကာဟာယနေ့မှာစစ်စစ်ဆေးမှုနဲ့စာချုပ်ချုပ်ဆိုရန်တူရင်တို့ရောက်ရှိလာတော့မှာဖြစ်ပါတယ်။100%တီးပြပြီးပြီပဲဖြစ်ပါတယ်။အဆုံးထိအားပေးကြတဲ့ဘောလုံးပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။အားကစားသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့လို့ကိုဆိုရဲ့ YouTube channel လေးနဲ့ TikTok account လေးကိုလည်း like and subscribe လုပ်ထားပေးပါအောင်နော်။